ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်ဒီနေ့တို့ free tip တွေနှစ်ခုပေးတော့မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့မနေ့က Rosario ကျွန်တော်တွားပြီးကြည့်လိုက်အောင်မနေ့ကကျွန်တော် free tip နှစ်ခုပေးခဲ့ပါတယ်အဲနှစ်ခုစလုံးတူတော့ပါပေါ့နော်ကျွန်တော်တိုင်း like တဲ့လူရတော့ကြိုးရမယ်ဒါပေမဲ့ကျွန်တော် petition တိုင်းထက်တွေရတော့ဘုန်းတော်ပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မနေ့ကပထမဆုံးစစ်လက်မှာဆိုရင်ဒီ Lazio ပွဲစဉ်မှာဆိုရင်ပေါ့နော်1-2အနေနဲ့ cross ကိုခံမှခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ထည့်တဲ့ကောင်လေးကျတော့ Lazio body အနိုင်ပေးခဲ့တာပေါ့နော်အဲ့တော့ body မှာဆိုရင် corner body အနိုင်ပေးရတာဖြစ်တယ်အဲ့တော့ကျူတော့ပါလေကျွန်တော်ရဲ့ Peterson တိုင်း1-2ထည့်လိုက်မှဆိုရင်တော့ဒါနိုင်တော့ပဲပေါ့နော်အဲကျွန်တော်ရဲ့ညီကိုတွေကျွန်တော်နဲ့ခွင်းလုံးလေးပြပါညီကိုပေါ်ရာတွေကတော့ကျူတော့ပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီ Roma နဲ့ Athletic Club မှာဆိုရင်3-1ခံမှန်းခဲ့တယ်ပြီးတော့လည်းကျွန်တော်ထိတ်ခဲ့တဲ့ကောင်လဲ Roma ဘက်ကအနိုင်ထိတ်ခဲ့ပါလေအဲ့ဒီကောင်လေးကနိုင်တော့ပါလေအဲ့တော့ Slim နှစ်ခုလုံးမှာသူတို့တုံနဲ့ပေးထားတာဖြစ်တယ်နှစ်ခုလုံးမှာ2သိန်းစီပဲပါရပေါ့နော်အဲ့2သိန်းစီမှာကျွန်တော်တရင်ကျိုးတွေကပါနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကောင်ကြီးကတူထားနေတူမနေဘူးညပြီးတော့မှလာနေနေပဲเนาะအဲ့တော့ကျွန်တော်တို့ကြိုရပြီစိတ်မကောင်းပါဘူးကျွန်တော်ဒုတိယတက်ပြီးပြန်တော့ကြည့်မယ်ဒုတိယကောင်လေးတော့ကျွန်တော်ဒီမှာလာပါပြီ Fana Purchase ဒီနေ့အပြင် Fana ချရဲ့တဲ့နဲ့ဒီ Army Ranger မှာဆိုရင်တော့သိရတိုင်းပဲကျွန်တော်ဒီ Power Ranger အတင်းရဲ့ခြေဆောင်အောင်လုံးသိရဲ့ဒါပေမဲ့ကျွန်တော်ထက်လိုက်တဲ့ပွဲမှာကြည့်လိုက်ပါ1-3နဲ့9တော့ပါလေ Fana ချရဲ့တနည်းအားဖြင့် Fana ချရဲ့ဆိုတဲ့တရားတော့ကျွန်တော်တို့တကယ်ချတော့ပါပြီအော်ဒီ Army Ranger congratulation မှာအခုတော့ဒီ US Society နဲ့ Manchester United ပွဲမှာဆိုရင်တော့ over 1.5 ထည့်ခဲ့ပါတယ်အဲ့တော့ဒုတိယပိုင်းမှာတလုံးစီတွန်းရပါနော်အဲ့ဒီကြောင့်မကျွန်တော်ဒီကောင်လေးက9တော့တယ်ကဲတော့ဒီတရား Army Ranger မှတ်ထားလိုက်ပါကျွန်တော်ကပြဖိန်ချမယ်ပေါ့နော်ဖဲရတော့ဒီနေ့တဲ့ free tip video ဆက်ပြီးတော့မှပေးတော့ပါမယ်ဒီနေ့မှာဆိုရင်တော့ကျွန်တော်အနေနဲ့ free tip နှစ်ခုပေးတော့မှာပါပထမဆုံးစလက်မှာဆိုရင်2ဆကျွန်တော်ပါမယ်ဒုတိယကောင်လေးကကျွန်တော်3ဆကျော်လေးဖြစ်တယ်ပေါ့နော်အဲ့ပထမဆုံးတက်မှာဆိုရင်ကျွန်တော်ဒီမှာ England Championship ပွဲစဉ်ရှိရပြီးတော့ရင် Danish Super League ပါပါတယ်အပထမဆုံးကောင်လေးကျွန်တော် Danish Super League ပွဲစဉ်လေးဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်တော့ Nordjylland လုံးဝပေါ်ရီဖြစ်ပါတယ်ကျိတ်ဘာဒီဝဲမနိုင်လို့မရဘူးနိုင်မှဝဖြစ်တယ်ပြီးတော့ရင် The Riches Energy မဆိုရင် Equator တင်နေနိုင်မယ်လို့ယူဆပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်တော့ Chorus Score Repetition နဲ့မခံမှန်းတော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့ဒါလိုက်ထည့်တဲ့ Pay 9နေတယ်အဲ့တော့ကျွန်တော်တိုင်းလိုက်တယ်ကျွန်တော် show ရင်လိုက် show မယ်ညီကိုတွေတူတူပဲအဲ့လေအဲ့တော့ Nordjylland Body and who are ကျွန်တော်Norwich နဲ့ Oxford United ပေါ့နော်ဒီကောင်လေးကျတော့ England Championship ပွဲစဉ်ဖြစ်ပါတယ်ဒီမှာဆိုရင်လည်း Norwich City Body ဖြစ်ပါတယ် W1 မှာကျွန်တော်အနေနဲ့ဒီနှစ်ခုကိုမြန်မာလိုပဲဘင်းနာဖောင်ပြီးဘတ်တူလာအကွက်နဲ့တီးတို့ရတာဖြစ်ပါတယ်အောင်မမိုက်ချက်တီထားတယ်အင်ကွင်းလောအနိုင်မှာကျွန်တော်ဒီ Chorus Score ပါ petition တွေတော့ဒီ Champion League တွေ Europa League တွေတကယ်ပွဲကောင်းတွေကိုကျွန်တော်ခံမှန်းပေးမှာပေါ့နော်အဲ့ဒီမှာဆိုရင်တော့မြန်မာလိုပဲတီးတို့ထားပါရယ်ခေတ္တတော့တဲ့ဒုတိယပေးမစလစ်ပြောတော့ကြည့်လိုက်အောင် Okay ဒီစလစ်ပြတော့3ဆကျော်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Italy Serie A ရှိမယ်။မဆိုရင်တော့ Giona ပွဲစဉ်မှာဆိုရင်တော့တိုတက် over 1.5 ကိုတော့ကြပါလိမ့်။ Giona ဘက်ကနိုင်မယ်လို့ထင်တယ်။ဒါပေမဲ့ safety အောင်တိုတက် over 1.5ဖြစ်ပါတယ်။အဲ့ဒါကတော့ friendlies 1ဖြစ်ပါတယ်။ဒီမှာဆိုရင်တော့ Monaco နဲ့ပွဲစဉ်ပေါ့နော်။ဒီဘက်မှာဆိုရင်လည်းတိုတက် over 1.5ဖြစ်ပါတယ်။အဲ့ဒါတော့ Saudi Arabia League ပါ Saudi Professional League ဖြစ်ပါတယ်။ဒီမှာဆိုရင်တော့ဒူလီတော့တင်ပေါ့နော်။အဲ့နစာပွဲစဉ်နဲ့ရှိပါလဘာပွဲစဉ်မှာဆိုရင်တော့အန်နာစာဘက်ကနေပြီးတော့မှအနိုင်ပေးထားပါတယ် W1 ပေါ့နော်။ Okay ကျွန်တော်ဒီ slip လေးကိုပြန်ပြောမယ်။ပထမဆုံးအနေနဲ့ Giona ပွဲစဉ်မှာဆိုရင် total over 1.5 Friendlies 1ပွဲစဉ် Monaco မှာဆိုရင်လည်း total over 1.5ဖြစ်တယ်။ Sorry လီမှာဆိုရင်တော့ W1 ဖြစ်ပါတယ်။အဲ့တုံးဝတ်လိုက်မှာဆိုရင်တော့3ဆကျော်ရရှိမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာလည်းကိုစစ်တိုင်လေးပြင်နိုင်နေပေါ့နော်။အဲ့တော့ဘုံမိုးတွေပိုင်းလုံးနေဆိုတာတော့ဒါအရှုံးခံနိုင်မှာဖြစ်မှာပါ။အဲ့လေရှုံးတော့ပြောပြီးပေါ့နော်။စကားလေးနဲ့ပလီခံပါပဲရပဲမဟုတ်ဘူးဆိုလည်းကျွန်တော်ဝိုင်းကြိုက်တော့မယ် free tip တွေကျိုးနေပါနော်ရှုံးနိုင်မြတ်လိုက်နေပါအဲ့တော့ဒီနေ့မှာဆိုရင်တော့ရှုံးမြတ်ရှုံးဆိုတော့ဒီမှာဆိုရင်ဒီနေ့မှာဆိုရင်လောကအမြတ်လာပြီအဲ့တော့ညီကိုတွေမယုံဆောင်တည်နေကျွန်တော်ရဲ့တော်တော်လေး follow ထားဖို့မမိပါနဲ့ YouTube channel မှာဆိုလည်း subscribe လုပ်ပြီးတော့ comment မှာ share လုပ်နေပါနဲ့အဲ့တော့အားလုံးကျေးဇူးတင်ပါတယ် Telegram လေး channel ကိုမမိပါနဲ့ bye bye